Paradise လို့ခေါ်တဲ့မြို့လေးမှာ Kevin ဆိုတဲ့အမျိုးသားဟာကျောင်းချိုပိုကမောင်းပြီးကလေးတွေကိုအိမ်ပြန်ပို့ပေးလိရှိပါတယ်။တနေ့မှာတော့သူဟာကားဂိတ်ကိုသွားပြီးအလုံချင်တွေပို့တိုးပေးဖို့ Ruby ကိုတောင်းဆိုခဲ့ပါတယ်။ဘာလို့လဲဆိုတော့ကွယ်လွန်သွားပြီဖြစ်တဲ့သူ့ဖခင်ရဲ့စေကူတာစရိတ်အကျွေးတွေကိုဆက်ဖို့ငွေလိုနေလို့ပါ။ဒါပေမဲ့ Ruby မှာသူ့အတွက်လောလောဆယ်အလုပ်အပိုမရှိသေးပါဘူး။ Kevin အိမ်ပြန်ရောက်တဲ့အခါတရိษံစေကူဆရာဝန်စီကဖုံးလာပါတယ်။သူ့ခွေးလေးရဲ့ကန်ဆာယောဂဟာပြန့်နှံ့နေပြီဖြစ်လို့နောက်ဆုံးနှုတ်ဆက်ရမယ့်အချိန်ရောက်ပြီဆိုတာသိလိုက်ရပါတယ်။အဲ့ဒီနောက်သူဟာခွေးအိုကြီးကိုပွေ့ချီပြီးအိမ်ထဲဝင်လာတဲ့အခါသူ့သားရှောင်းကအကြောင်းမသွားပဲငင်းဆန်နေတယ်ဆိုတာမိခင်ချစ်သူစီကသိရပါတယ်။ Kevin ကပညာရေးကိုဂရုမစိုက်ရကောင်းလားဆိုပြီးစူပူပေမဲ့ရှောင်းကတော့နေမကောင်းမှုလို့ပဲပြန်ပြောပြီးဖခင်ရဲ့စကားကိုနားမထောင်ပဲတချင်းတွေကိုအကျယ်ကြီးဖွင့်ထားလိုက်ပါတယ်။ဒေါသထွက်သွားတဲ့ Kevin ကအော်ဟစ်လိုက်တဲ့အခါရှောင်းကသူ့အဖေကိုမုန်းတယ်တည်သွားရင်ကောင်းမှာပဲလို့ပြန်អော်ပါတယ်။စိတ်ထိဟိုက်သွားတဲ့ Kevin ဟာအခန်းထဲကထွက်ပြီးတယောက်သေးတိတ်တိတ်လေးငိုကြွေးခဲ့ရပါတယ်။အဲ့ဒီနေ့နောက်ပိုင်းမှာတော့ Kevin ဟာသူ့ခွေးလေးကိုဆေးကန်းခေါ်သွားပြီးခွေးလေးငင်းငင်းချမ်းချမ်းအနားယူနိုင်ဖို့ဆေးထိုးပေးနေချိန်မှာဘေးကနေပွေ့ဖက်ထားပေးခဲ့ပါတယ်။နောက်တနေ့မနက်မှာတော့လေတွေတအားတိုက်ခတ်လာပြီးလျှက်စစ်ဓာတ်အားလိုင်းတိုင်တစ်ခုရဲ့အစိတ်ပိုင်းတစ်ခုပြုတ်သွားပါတယ်။အဲ့ဒီကနေထွက်လာတဲ့မီးပွားတွေဟာမြက်ခင်းမင်ပေါ်ကျရောက်သွားပြီးလေတိုက်နှုံကြောင်ခဏချင်းမှပဲမီးတောက်ကြီးတွေဖြစ်လာပြီးအရှိန်အဟုန်နဲ့ပြန့်နှံ့သွားပါတော့တယ်။လမ်းပေါ်ကကုန်တင်ကားမောင်တမတယောက်ကဓာကူမြင်ပြီးအရေးပေါ်ဌာနကိုဖုံးဆက်ထဲပါတယ်။မိသက်ကားနှစ်စီးဟာချက်ချင်းပဲအခင်းဖြစ်ရာကိုတွားခဲ့ပြီးမြဲပုံမှန်သွားနေကြလမ်းကအဲ့ဒီနေရာကိုမရောက်ဘူးဆိုတာသိလိုက်ရပါတယ်။ဒါကြောင့်သူတို့ဟာမတ်ဆောက်ပြီးကျင်းမြောင်းနဲ့တောင်တက်လမ်းကနေပဲတွားဖို့ရွေးချယ်ခဲ့ရပါတယ်။ဒါပေမဲ့လမ်းကကားအလေးချိန်ကိုမခံနိုင်တာကြောင့်ဖြည်းဖြည်းချင်းပဲမောင်းနေရလို့မီးကပိုမီပြန့်နှံ့ဖို့အချိန်ရသွားပါတယ်။အဲ့ဒီလမ်းကနေလည်းမီးရှိတဲ့နေရာကိုချင်းကပ်လို့မရတာကြောင့်သူတို့ဟာနောက်ထပ်လမ်းသစ်တစ်ခုကိုပြန်ရှာခဲ့ရပါတယ်။တစ်ဖက်မှာလည်း Kevin ဟာအလုပ်သွားရင်ရှွန်စီကိုစားတွေပုတ်နေပြီးမြရှွန်ကပြန်မဖြေပါဘူး။ကလေးတွေကိုအိမ်ပြန်ပုတ်ပြီးတဲ့အခါသူ့အမိစီကဖုံးလာပါတယ်။ရှွန်ကတကယ်ပဲအန်နေပြီးအဖျားတက်နေတာကြောင့်သူလိန်ပြောတာမဟုတ်ဘူးဆိုတာသိလိုက်ရပါတယ်။ Kevin ကစီဆိုင်မှာခဏရက်ပြီးစီဖြစ်ညအိမ်ကိုပြန်ဆက်ပါမယ်လို့ကတိပေးခဲ့ပါတယ်။ဒါပေမဲ့စီဆိုင်မှာလူတွေတအားများနေလို့အချိန်အခါကြီးဆုံးလိုက်ရပါတယ်။ Ruby ကလည်းဘာလို့ဒလို့ကြာနေတာလဲဆိုပြီးစူဘူးကကားကိုဂိတ်ကိုပဲပြန်မောင်းလာဖို့ခိုင်းလိုက်ပါတယ်။ Kevin ကားကိုအမြန်ဆုံးမောင်းလာရင်းနဲ့အဝေးကမီးခိုးလုံးကြီးတွေကိုမြင်လိုက်ရပါတယ်။ဒါပေမဲ့သူဟာဆေးဆိုင်မှာခဏဝင်ပြီးတားဖီသူတို့ဆေးဝယ်နေတော့ဇနီးအယောင်စီကဖုံးထက်လာပါတယ်။ရှောင်းကသူ့စီပဲဖုံးဆက်နေလို့ပါ။မကြခင်မှာပဲမီးသက်သမားတွေစုဝေးပြီးအချီနေကိုတိုင်မြင်ကြပါတယ်။မီးကအေက300လောက်ပြန့်နှံ့နေပြီးလေကလည်းချောင်းဝဲပဲကိုတိုင်နေပါတယ်။လူဦးရေ800လောက်ရှိတဲ့မြို့နယ်လေးကိုသတိပေးဖို့လိုနေပါတယ်။ဒါပေမဲ့ Paradise မြို့ကတော့အဝေးကြီးမှာမို့ဘာမှမဖြစ်နိုင်ဘူးလို့သူတို့ထင်ထားကြပါတယ်။ဒါပေမဲ့ကန်ဆိုးတာကပထမမီးနဲ့3မိုင်အကွာမှာနောက်ထပ်မီးအသစ်တစ်ခုကိုထပ်တွေ့လိုက်ရပြီးလျှက်စစ်တာအားလိုင်းတွေပါပြတ်တောက်သွားပါတယ်။မီးတပ်သမားတယောက်ကမြို့ထဲရောက်ပြီးမီးခိုးတွေနဲ့မီးပွားတွေဟာမူလမီးလောင်တဲ့နေရာက9မိုင်လောက်ထိရောက်နေတယ်ဆိုတဲ့သတင်းပို့ပါတယ်။မီးပြန့်နှံ့နှုံကသူတို့ထင်ထားတာတဲ့ပိုဆိုးနေပြီးနေရာအညမှာမီးတွေစလောင်နေလာကြောင်းလူတွေထိတ်လန့်ကုန်ကြပါတယ်။မီးခိုးကြောင့်ဆေးကိုလည်းမမြင်တော့ပါဘူး။မီးတပ်အရာရှိချုပ်ကဒါဟာမီးကြီးတစ်ခုတည်းဆိုတာသိလိုက်ပြီးလူတွေကိုချက်ချင်းပဲဘေးလွတ်ရာရွှေ့ပြောင်းဖို့အမိန့်ပေးလိုက်ပါတယ်။မီးတပ်သမားကမြို့ထဲပတ်ပြီးလူတွေကိုအိမ်ထဲကထွက်ဖို့အမြန်ဆုံးခိုင်းလိုက်ပါတယ်။ကချို့ကလည်းကြောက်လန့်တကားနဲ့ကားတွေကိုစီကန်းမရှိမောင်းကြတာကြောင့်ကားတိုက်မှုတွေထိတ်ကုန်ပါတယ်။ကားမရှိတဲ့လူတွေကိုတော့မီးတပ်ကားပေါ်တင်ပေးရပါတယ်။မီးတောက်ဒီနီးကပ်လာပြီးဖြစ်လို့တချို့လူမှမီးလောင်ထဏ်ရည်တောင်ရနေပါပြီ။လူအားလုံးကားပေါ်ရောက်ပြီးဆိုတာနဲ့မီးတပ်သမားကရှေ့ကနေဥဆောင်ပြီးမြို့ပြင်ကိုထွက်ခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာလေရင်တွေရောက်လာပြီးမီးငိမ့်ဆက်ဆေးတွေဖြန်းပေးပြီးမြဲလေတိုက်နှုံမြင်းတွန်တာကြောင့်ပြစ်မှတ်ကိုတတဲ့အောင်ဖြန်းဖို့မလွယ်ကူပါဘူး။အရာရှိချုပ်ကနောက်တစ်ခေါက်ထပ်စူးစမ်းဖို့ခိုင်းလိုက်ပါတယ်။အနီးနားကမြို့တွေကိုလည်းမီးတပ်ကားတွေကူညီပေးဖို့ဖုံးဆက်တောင်းဆိုခဲ့ပါတယ်။ရှေ့ကိုလည်းမမြင်တော့ဘေးမှာလည်းမီးထောက်တွေဝိုင်းနေတာကြောင့်လူအုပ်ကြီးဟာရှေ့ဆက်ဖို့ခက်ခဲနေပါတယ်။ကားတွေတစ်စီးနဲ့တစ်စီးတိုက်မီးကုန်ပြီးလူတွေဟာကားပေါ်ကဆင်းပြီးခြေချင်းပဲပြေးကြရပါတယ်။လူတွေဟာချောင်းထဲကိုခုန်ချဖို့ပြေးနေတော့မှအမျိုးသမီးတယောက်ရဲ့ကိုယ်ပေါ်ကိုမီးကူးသွားတော့ဘေးကလူကစအောင်နဲ့အုပ်ပေးပြီးကူညီခဲ့ရပါတယ်။မီးသက်သမားကလည်းမီးကဝိုင်းတော့မှမို့အကူအညီပေးဖို့ရေဒီယိုကနေအဆက်မပြတ်တောင်းဆိုမိပါတယ်။မီးသက်ကားတွေကအဲ့ဒီနေရာကိုဝင်ဖို့ကြိုးစားပြီးမြဲလမ်းပေါ်မှာအသားစီးတွေများနေလို့ရှေ့ဆက်လို့မရတော့ပါဘူး။လေရင်တွေကဒုတိယတစ်ခေါက်ထပ်ဖြန်းပေးပြီးမြဲမီးငိမ့်တက်ဆေးတွေကဘာမှအရာမတင်ပါဘူး။မီးတောက်တွေချောင်းထဲထိရောက်တဲ့အခါမီးသက်သမားကလူအိုင်းကိုချောင်းထဲငုတ်နေဖို့ခိုင်းလိုက်ပါတယ်။မီးတောက်တွေဟာသူတို့ခေါင်းပေါ်ကနေထက်ပြန်သွားပါတယ်။
အရာရှိချုပ်နဲ့အထွေစည်းတွေကအဆက်အသွယ်ပြတ်သွားတော့စိုးရိမ်နေကြပါတယ်။ဒါပေမဲ့မိနစ်အနည်းငယ်အကြာမှာတော့မီးတပ်သမားကဖုံးပြန်ဆက်လာပါတယ်။သူတို့အသက်ရှင်နေကြပြီးမြတချို့မှာမီးလောင်တရားတွေရထားကြပါတယ်။မီးပြတ်နှံ့နှုံကအယမ်းမြန်းနေလို့ Paradise မြို့ကိုလည်းမီးကရောက်သွားတော့မယ်ဆိုတာသတိပေးလိုက်ပါတယ်။အဲ့ဒီအချိန်မှာငုပ်တွေဟာမီးဘဲကလွတ်အောင်ပြန်ပြေးနေကြပြီးကယ်ဗင်ရဲ့ကားရှေ့ကနေဖြတ်ပြန်သွားတော့ကားတိုက်မလို့တောင်ဖြစ်သွားပါတယ်။သူဟာရဲကားနဲ့မီးထက်ကားတွေကိုလမ်းဖယ်ပေးညနဲ့မီးခိုးတွေပုံများလာတာကိုသတိထားမိပါတယ်။အဲ့ဒီနောက်သူဟာရှောင်းစီကိုဖုံးဆက်ပြီးအရင်ကရန်ဖြစ်ခဲ့တာကိုတောင်းပန်ကြောင်းနဲ့အလုပ်ပြီးရင်ဆေးဝယ်လာခဲ့မယ်ဆိုပြီး message ချမ်းခဲ့ပါတယ်။ရဟတ်ဒီရင်တွေကမီးတပ်သမားတွေကိုလာခေါ်နေချိန်မှာပဲ Paradise မြို့တော်ခန်းဝဲကိုမြို့အရှိပိုင်းကလူတွေကိုဘေးလွတ်ရာရွှေ့ပြောင်းဖို့အမိန့်ရောက်လာပါတယ်။ဒါပေမဲ့ဖုံးလိုင်းတွေရောအရေးပေါ်သတိပေးရေးစနစ်တွေရောအကုန်ပြတ်တောက်သွားပါတယ်။မီးတပ်သမားတွေနဲ့ရဟတ်ဒီရင်တွေကလည်းလေတိုက်နှုံမင်းတွန်တာကြောင့်ဆက်မပြန်နိုင်တော့ပါဘူး။မီးကတော့ချောင်းဝေကိုဖြတ်ပြီးတောင်းမနိုင်စီးမနိုင်ထည့်နေပါပြီ။ Paradise မြို့တွေကကျောင်းတစ်ကျောင်းမှာတော့ဆရာမမေရီဟာကျောင်းသားတွေကိုစိတ်အေးအေးထားဖို့ဖြောင်းဖျားနေပါတယ်။သူတို့စီကိုဘေးလွတ်ရာရွှေ့ပြောင်းဖို့အမိန့်မရောက်သေးပေမဲ့ကျောင်းအုပ်ကြီးကတော့ဆက်မဆောင်နိုင်တော့ပဲကလေးတွေကိုအိမ်ပြန်ပို့ဖို့ဆရာမတွေကိုခိုင်းလိုက်ပါတယ်။မိဘတချို့ကကလေးတွေကိုလာခေါ်နေကြပြီးဆရာမတွေကလည်းကြမ်းနေမိဘတွေကိုဖုံးဆက်နေကြပါတယ်။လမ်းပေါ်မှာတော့ကယ်ဗင်ဟာသူ့ဇနီးအယောင်စီကဖုံးထပ်ရပါတယ်။ရှောင်းကသူ့စီပဲဖုံးဆက်နေလို့ပါ။ကယ်ဗင်ကကားကိုလမ်းဘေးခဏရပ်ပြီးတေချာစကားပြောဖို့စူးစမ်းပေမဲ့ဇနီးဟောင်းကတော့ရှောင်းကသူ့စီမှာပဲနေချင်တာမို့ရှောင်းရဲ့ပျော်ရွှင်မှုကိုပဲကြည်ပါလို့ပြောပြီးဖုံးချကောက်ပါတယ်။ကယ်ဗင်ကအိမ်ပြန်လာနေပြီဖြစ်ကြောင်းရှောင်းစီကို message ထပ်ပို့လိုက်ပါတယ်။ကယ်ဗင်ကားကိုလမ်းလေကနေပြန်လှည့်လိုက်လို့တခြားကားသမားတွေကဒေါသထွန်းကုန်ကြပါတယ်။ရူဘီကတော့ကားသမားအားလုံးကိုကလေးတွေပါတီဖြစ်စေမပါတီဖြစ်စေအနောက်ဖက်ဂိတ်ကိုပဲကားတွေအကုန်ပြန်မောင်းလာဖို့ညွှန်ကြားပါတယ်။ကျောင်းမှာတော့ကျောင်းအုပ်ကြီးစီကိုဘေးလွတ်ရာရွှေ့ဖို့အမိန့်နောက်ဆုံးမှရောက်လာပါတယ်။အရေးပေါ်စနစ်တီပြက်နေတို့ရေဒီယိုရှိတဲ့သူတိုင်းကိုသတင်းဖြန့်ပေးဖို့မြို့တော်ခမ်းမကအကူအညီတောင်းပါတယ်။မေရီကသူမရဲ့တငယ်ချင်းစီဖုံးဆက်ပြီးတခြားကျောင်းကသူမရဲ့ကလေးကိုတွားကြိုပေးဖို့အကူအညီတောင်းပါတယ်။သူမကျောင်းမှာတော့လာမကြိုနိုင်သေးတဲ့ကလေးတွေအများကြီးကြံနေပါသေးတယ်။ဒါကြောင့်ကျောင်းအုပ်ကြီးကကားဂိတ်ကိုအကူအညီတောင်းတဲ့အခါကယ်ဗင်ကပဲစေတနာဝန်ထမ်းအဖြစ်အဲ့ဒီအလုပ်ကိုလက်ခံလိုက်ပါတယ်။မီးသက်သမားတွေကတော့မီးငိမ့်သက်ဖို့နေရာတစ်ခုရှားတွေ့သွားပြီးရေပိုက်တွေနဲ့စတင်ညှိမ့်သက်နေကြပါတယ်။ဒါပေမဲ့ဒါကအချိန်အများကြီးပေးရမယ့်အလုပ်ပါ။ကယ်ဗင်ဟာကာပိတ်တာတွေကိုကြော်ဖြတ်ပြီးကျောင်းကိုရောက်သွားကလူတိုင်းကိုအမြန်ဆုံးထွက်ဖို့ပြောပါတယ်။မြို့ထဲမှာပြားတွေစကြနေပြီဖြစ်လို့လူတိုင်းခေါင်းဆွတ်တွေဆွတ်ထွက်ကြရပါတယ်။ကလေးတွေကားပေါ်တက်နေတော့မှမိခင်တယောက်ရောက်လာပြီးသူ့သားလေးကိုလာခိုးသွားပါတယ်။မေရီကကျောင်းမှာမင်းနေပြီးကူညီချင်ပေမဲ့ကယ်ဗင်ကတော့ကလေးတွေကိုတယောက်သေးမထိန်နိုင်တာကြောင့်သူမကိုအတင်းခေါ်သွားပါတယ်။လမ်းမှာမေရီကတတ်မှတ်ထားရဲ့လမ်းကြောင်းတိုင်းမောင်းဖို့ပြောပြီးမြဲကယ်ဗင်ကတော့အဲ့ဒီလမ်းမှာကားတွေအရန်ပိတ်နေလို့သဘောမတူပါဘူး။ရဟရင်ပေါ်ကမိသက်သမားတွေကလည်းလမ်းပေါ်မှာကားတွေပိတ်နေတာကိုမြင်ပြီးလူတွေလက်ပါမလားလို့စိုးရိမ်နေကြပါတယ်။သူတို့ဟာဌာနချုပ်ဖြစ်တတ်မှတ်ထားတဲ့နေရာမှာဆင်းသက်ကြပါတယ်။အရာရှိချုပ်ကမြို့တစ်ခုလုံးကိုဘေးလွတ်ရာရွှေ့ဖို့အမိန့်ပေးလိုက်ပါတယ်။တချို့ကဒါဟာချုပ်ထွေးမှုတွေဖြစ်စေပြီးမိသက်ကားတွေတွားရခတ်မေလို့ကန့်ကွက်ပေမဲ့မီးကမြို့တွေကိုဝင်လာတော့မှမို့တခြားနီးလမ်းမရှိတော့ပါဘူး။လျှက်စစ်မီးလီကိုလည်းအကုန်ဖျက်တော့ဖို့အမိန့်ပေးလိုက်ပါတယ်။မီးသက်ကားတွေနဲ့ရဲကားတွေကကြောင်းကားဘေးကနေအရှိန်နဲ့မောင်းသွားကြလို့ကလေးတွေကြောက်နေကြပါတယ်။မေရီကကလေးတွေကိုနှိမ့်သိမ့်နေတော့မှပဲကယ်ဗင်ကလမ်းကြောင်းပြောင်းပြီးတခြားလမ်းကနေမောင်းလိုက်ပါတယ်။မေရီကစူပူပေမဲ့ကယ်ဗင်ကတော့လမ်းမျိုးတောက်တွေကိုလက်ညှိုးထိုးပြပြီးကားပိုက်တဲ့နေရာမှာစောင့်နေအကုန်သေးကုန်လိမ့်မယ်လို့ပြောပါတယ်။သူကနောက်ထပ်လမ်းတစ်ခုကိုချိုးကွေလိုက်တဲ့အခါကားရှင်းတဲ့လမ်းကိုရောက်သွားပါတယ်။ဒါပေမဲ့လမ်းဘေးမှာမီးတွေလောင်နေပြီးမီးတပ်သမားတွေညှိမ့်သက်နေကြပါတယ်။ကယ်ဗင်ဟာမီးတပ်ကားတွေကိုအချိန်မီရှုံးတိုက်ပြီးအမြန်ဆုံးမောင်းထွက်ထဲပါတယ်။ကားဂိတ်မှာတော့အရေးပေါ်အခြေအနေကြောင့်ဝန်ထမ်းတွေအကုန်ထွက်ပြေးကုန်ကြပါပြီ။ရူဘီကကယ်ဗင်ကိုဆက်သွယ်ဖို့ကြိုးစားပေမဲ့ရေဒီယိုစနစ်ပြတ်နေလို့သူ့မလည်းခတ်သွားရပါတယ်။ကားပေါ်မှာတော့ကယ်ဗင်နဲ့မေရီတို့ဟာ Paradise မြို့မှာကြီးပြင်းခဲ့ပုံတွေနဲ့သားသမီးထိန်းရတဲ့အခက်အခဲတွေကိုပြောထည့်ကြပါတယ်။အရှိ Paradise မှာတော့မီးကအញ្ញမ်းပြတ်နေပြီးမီးတပ်သမားတွေလည်းအစွမ်းကုန်ကြိုးစားနေကြပါတယ်။စေယုံရဲ့နှလုံးခူးသားဆောင်မှာလည်းမီးလောင်နေလို့လူနာတွေကိုကယ်ထုတ်နေရပါတယ်။လေပြင်းနဲ့မီးခိုးကြောင့်လေရင်တွေလည်းဆက်မပြန်နိုင်တော့ပါဘူး။လမ်းပေါ်မှာလည်းမီးတွေပိတ်နေလာကြောင်းလူတွေကကားတွေကိုထားခဲ့ပြီးခြေချင်းပြင်းနေလို့အရာရှိချုပ်ကလမ်းရှင်းဖို့အမိန့်ပေးလိုက်ပါတယ်။ကယ်ဗင်ကတော့ကားပိတ်နေတာကြောင့်စိတ်မရှင်းချင်နေပါတယ်။သူရှောင်းစီဖုံးဆက်ပေမဲ့လိုင်းမမိပါဘူး။သူ့မိသားစုကအရေးပေါ်တတိပေးစနစ်မှာစည်ရင်မသွင်းထားတာကြောင့်ဘေးလွတ်ရာရွှေ့ဖို့အမိန့်ကိုသိပါမလားလို့စိုးရိမ်နေပါတယ်။အဲ့ဒီအချိန်မှာပဲလမ်းဘေးကအိမ်တလုံးမီးစလောင်တာကြောင့်ခလေးတွေထိတ်လန့်ကုန်ပါတယ်။တခြားကားသမားတွေကလည်းလမ်းလူမောင်းနေလို့ကြောင်းကားကရှေ့ဆက်မရဖြစ်နေပါတယ်။ကယ်ဗင်ကမီရီကိုကားခဏမောင်းခိုင်းပြီးသူကိုယ်တိုင်လမ်းပေါ်ဆင်းပြီးလမ်းရှင်းပေးခဲ့ပါတယ်။ဒါကြောင့်မီးသက်ကတော့ကြောင်းကားတော့ရှေ့ဆက်နိုင်သွားပါတယ်။
သူတို့သတ်မှတ်ထားတဲ့နေရာကိုရောက်တဲ့အခါမှာတော့အဲ့ဒီနေရာကလည်းမီးလောင်နေတာကိုတွေ့ပြီးစိတ်ပြတ်သွားကြပါတယ်။ကယ်ဗင်နဲ့မီရီတို့လူရှာပေမဲ့ဘယ်သူမှမရှိပါဘူး။မီရီကကလေးတွေကိုဘေးကင်းရာဆန်းကိုခေါ်သွားဖို့ပြောပါတယ်။အဲ့ဒီချိန်မှာကလေးမလေးတလေးကကြောက်လုံးလို့ထိုင်အောင်ခောက်ကမှပုံးနေတာကိုမီရီကတွေ့ပြီးပွေဖတ်နေတဲ့ခေါ်သွားလာပါတယ်။ဌာနချုပ်မှာတော့လူပေါင်း8000ပဲဘေးကင်းရာရောက်သေးပြီးကြံတဲ့3000ကိုကယ်ဖို့စူးစမ်းနေရပါတယ်။ gas တလုံးမှမီးမလောင်အောင်အထီးကထားနေရတယ်လို့ပြုတ်ချနေတဲ့ဓာတ်အားလိုင်းတွေကိုလည်းရှင်းနေရပါတယ်။အရာရှိချုပ်ကလျှက်စစ်တပ်အားပေးစရုံရဲ့တာဝန်ရှိသူကိုဒေါသကြီးနဲ့အော်ဟီပြီးအလုပ်လုပ်ဖို့ခိုင်းလိုက်ပါတယ်။လမ်းပေါ်မှာကောင်းနဲ့ထပ်ပရင်နေပြန်ပါတယ်။ကယ်ဗင်ကတော့ကောင်းကင်ကြီးလည်းနေရဲ့အနောက်ဆောင်ဘစ်ကိုတွားဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီကိုတွားဖို့လမ်းနှလန်းရှိတာသူကလမ်းကျင်းပေမဲ့လမ်းကြောင်းမှလည်းလမ်းကိုရွေးခဲ့ရပါတယ်။ကလေးတွေကသူတို့မိဘတွေဖေးမလဲလို့မေးတဲ့အခါမကြခင်တွေ့ရမှာပါလို့ကတိပေးပါတယ်။လမ်းမှာဓာတ်အားလိုင်းတွေပြုတ်ကျနေပြီးမီးပွားတွေထွက်နေတာကိုကယ်ဗင်ကအချိန်မီရှောင်မောင်းလိုက်ပါတယ်။လူတွေကကားတွေကိုထားခဲ့ပြီးချေချင်းပြေးနေလို့လမ်းမှာအတားအဆီးတွေပို့များလာပါတယ်။ကယ်ဗင်ဟာအတားအဆီးတွေကိုတိုက်ပြီးအမြန်ဆုံးမောင်းထွက်ခဲ့ရပါတယ်။လူတယောက်ကိုယ်ပေါ်မှာမီးဆွဲနေလာကိုမြင်တဲ့အခါမေရီကကလေးတွေကိုမမြင်အောင်အာရုံလွှဲပေးခဲ့ပါတယ်။အဲ့ဒီချိန်မှာလူရိုက်သူတွေရောက်လာပြီးကားတွေကိုဖောက်သွင်းနေကြပါတယ်။သူတို့ကចောင်းကားကိုဝိုင်းပြီးတကားဖွင့်ဖို့ကြိုးစားပါတယ်။တနက်ကင်ထားတဲ့သူတယောက်ကတကားကိုနည်းနည်းဟန့်အောင်လွတ်နိုင်တော့ဒီမဲ့ကယ်ဗင်ကကန်ထုတ်လိုက်ပါတယ်။အဲ့ဒီနောက်ကယ်ဗင်ဟာလမ်းချောင်းတစ်ခုတွေ့တာနဲ့အမြင့်ဆုံးမောင်းထွက်သွားပြီးလမ်းချင်းလေးတွေကိုဝင်ထဲပါ၏။ဘေကင်ယာဆမ်မရောရူဘီရောက်သွားပြီးကယ်ဗင်တယောက်ထဲလွဲလို့ကြံတဲ့ကားသမားအားလုံးစုံနေပါပြီ။မိဘတွေကစိုးရိမ်နေတာကြောင့်ရူဘီကကယ်ဗင်ကိုယုံကြည်ပြီးမျှော်မှန်းချင်မဖြစ်အောင်အားပေးပါ၏။ကားပေါ်မှာတော့ကလေးတွေကအယမ်းပူပြီးရေငတ်နေကြပါ၏။အဲ့ဒီအချိန်မှာအဲကွန်တက်ကမီခိုးတွေထွက်လာလို့ကယ်ဗင်ကပြစ်လိုက်ရပါတယ်။ဒါကြောင့်ပိုးပူလာပေမဲ့အသက်ရှူတော့ရသွားပါတယ်။ကလေးမလေးတယောက်တတိမလေးမလို့ဖြစ်နေတာကြောင့်မေရီကရေရှာဟိုကားပေါ်ကဆင်းသွားပါတယ်။သူမကကယ်ဗင်ကိုမီးနီးလာရင်မဆောင်ပဲမောင်းထွက်သွားဖို့ပြောခဲ့ပါတယ်။မေရီဟာမီခိုးတဲ့ထဲမှာရေလိုက်ရှာနေရင်းနဲ့အိမ်တလုံးထဲကရေဘူးလင်းတွေရှာတွေ့ပါတယ်။သူမပြလာရဲ့အချိန်မှာ gas တိုင်ကြီးပေါက်ကျသွားတော့ကလေးတွေကဆီယာမသေးသွားပြီးအမြတ်နဲ့ငိုကြပါတယ်။ဒါပေမဲ့မေရီကကယ်ဗင်အော်ခေါ်ရဲ့အတန်တော့ကိုလိုက်ပြီးကားကိုပြန်ရှာတွေ့ပါတယ်။သူတို့အမြန်မောင်းထွက်လာပြီးမဲ့ရှေ့မှာမီးတွေထပ်ပေးနေပါတယ်။ကယ်ဗင်ကကားကိုနောက်ဆုတ်ချိုးတုပ်အစွမ်းကုန်ကြိုးစားမောင်းနှင်ပြီးနောက်ဆုံးမှာတော့ထပ်ပေါက်ကိုရှာတွေ့သွားပါတယ်။မိနစ်များစွာအကြာမှာသူတို့ဟာတောင်တက်လမ်းချင်းလေးအတိုင်းတတိထားမောင်းထင်နေကြပါတယ်။ဌာနချုပ်မှာတော့အဲ့ဒီလမ်းဘက်ကိုမီးကဥတီနေပြီဖြစ်လို့အဲ့ဒီမှာရှိတဲ့သူတွေဟာကိုယ့်ဘာကိုကယ်တင်ရတော့မယ်လို့သိလိုက်ရပါတယ်။ကယ်ဗင်တို့ဟာလမ်းပေါ်မှာတခြားဘက်ကိုပြေးနေတဲ့လူတွေကိုတွေ့လို့မေးကြည့်တဲ့အခါရှေ့မှာလည်းမီးတွေရှိလေလို့သိရပါတယ်။ကယ်ဗင်ကသွားကြည့်တဲ့အခါပတ်ပတ်လည်မှာမီးတွေကြီးဖြစ်နေပါတယ်။သူတို့မှသွားစီရလမ်းမရှိတော့တာကြောင့်ကားထဲမှာပဲစောင့်နေဖို့ဆုံးဖြတ်လိုက်ပါတယ်။မီရီကကလေးတွေရှေ့မှာအားတင်းထားပေမဲ့တကယ်တော့သူမလည်းငိုနေပါတယ်။ကယ်ဗင်ကအရင်ကြီးကိုဖြတ်ပြီးရေးဆွတ်ပြီးကလေးတွေအတွက်အသက်ရှူစစ်ထုတ်ပစ်ထီတက်အဖယ်လုပ်ပေးပါတယ်။အရာရှိချုပ်ကတော့မီးကိုမတားနိုင်တော့တာကြောင့်မီးသက်သမားတွေကိုလူကယ်ဖို့ပဲအာရုံစိုက်ခိုင်းလိုက်ပါတယ်။သူဟာအစိုးရကိုလည်းလူရှိမှပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။ကားပေါ်မှာတော့မေရီကကလေးတွေကိုအိတ်ခိုင်းလိုက်ပြီးမီးလာတဲ့အခါငင်းငင်းချမ်းချမ်းသေသွားနိုင်မလားလို့တွေးမိပါတယ်။ကယ်ဗင်ကလည်းသူ့အဖေသေးတုန်းကဘေးမှာမရှိခဲ့တာကိုနောင်တရနေပါတယ်။အဲ့ဒီချိန်မှာကားဘေးမှာမီးဆက်လောင်လို့ကယ်ဗင်ကမီးသက်ဆေးဘူးနဲ့ညှိတက်ပါတယ်။မီးသက်ဆေးဘူးကုန်သွားတဲ့အခါသူကသူ့အင်ဂျီနဲ့ရိုက်ပြီးညှိတက်ပေမဲ့သူ့လက်မှာမီးလောင်တရားရသွားပါတယ်။နောက်ဆုံးမှာတော့သူကမီးတောက်တွေကြားထဲကနေဖြတ်မောင်းဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့ကားကဆက်နှုံးမရထိနေပါတယ်။ကယ်ဗင်ကအင်ဂျီနဲ့မီးကိုကားကွယ်ရင်အင်ဂျင်ကိုပြင်နေတော့မီရီကဆက်နှိုးလိုက်နိုင်ပါတယ်။သူတို့ဟာမီးတောက်တွေကြားထဲကနေအရှိန်နဲ့မောင်းထွက်ခဲ့ပါတယ်။ကားကတက်ကိုင်းတွေတခြားကားတွေကိုတိုက်မိပေမဲ့ကယ်ဗင်ကတော့လက်မလျှော့ပဲအရှိန်မြင့်မောင်းခဲ့ပါတယ်။နောက်ဆုံးမှာတော့သူတို့ဟာကြည်လင်တဲ့နေရာကိုရောက်သွားပြီးအားလုံးဝမ်းသာအားရပွဲဖန်ကိုကြွေးကြပါတယ်။စခန်းကိုရောက်တဲ့အခါမိဘတွေနဲ့ကလေးတွေပြန်ဆောင်ကြပါတယ်။မေရီလည်းသူမရဲ့သားလေးနဲ့ပြန်ဆောင်ခဲ့ပါတယ်။ကယ်ဗင်ကသူ့အမေနဲ့သားကိုလိုက်ရှာတဲ့အခါသူ့အမေကဘေးကင်းကြောင်းခဲ့ရပေမဲ့ရှောင်းကတော့သူ့အမေကယ်ဗင်ရဲ့ဇနီးဟောင်းစီကိုသွားနှင်ပြီဆိုတာသိလိုက်ရပါတယ်။ရှောင်းကသူ့အမေနဲ့နေရတာပိုပြောတယ်ဆိုတာကိုကယ်ဗင်လက်ခံလိုက်ပါတယ်။ရရတော်ကြားတဲ့အခါကယ်ဗင်ဟာပျက်စီးသွားတဲ့သူ့မျိုးလေးကိုပြန်လာကြည့်ပါတယ်။သူ့အိမ်ကတော့ပြပုံမဲ့ကြံပါတော့တယ်။ဒါပေမဲ့သူနဲ့သူသားရိုက်ခါတဲ့ဓာတ်ပုံလေးကိုပြန်တွေ့ခဲ့ပါတယ်။အဲ့ဒီချိန်မှာပဲဇနီးဟောင်းကကားနဲ့ရောက်လာပြီးရှောင်းကကယ်ဗင်ကိုပြီးဖတ်ပါတယ်။ဒါဟာဖြစ်ရမှန်ကိုအခြေခံထားတာပါ။စုံစမ်းစစ်ဆေးမှုတွေအရလျှက်စစ်ကုမ္ပဏီမှာတာဝန်ရှိတယ်လို့ဆုံးဖြတ်ပြီးဒေါ်လာ73.5 ဘီလီယံလျှို့ကြေးပေးခဲ့ရပါတယ်။ကယ်ဗင်ကတော့ဆရာတယောက်ဖြစ်အောင်စာသင်ပြီးအခုထိအလုပ်လုပ်နေပါတယ်။မေရီကလည်းအဲ့ဒီကျောင်းမှာပဲရှိနေပြီးအခုဆိုရင်ခရီးတွေခဏခဏထွက်လိရှိပါတယ်။ဒီလိုဗီဒီယိုတွေထပ်ကြည့်ဖို့အတွက် subscribe လုပ်ထားကြပါဦးနော်။ကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်။